တော်ထင်ရှားဖယားလက်ထက်ကတာဝတိခေါ်တဲ့ရွှေမြို့တော်ကြီးမှာတာဝတိမြို့ပေးသားကြီးဘာမြို့ပါလဲပစ္စည်းဥစ္စာကျွယ်ဝတဲ့မဟာဓနတထေးကြီးတထေးကတော်ကြီးမှပေါက်ဖွားတဲ့သမီးလေးတယောက်ပေါ့အဲ့ဒီမိန်းကလေးဒီကိုချင်းဝတိအမြဲတီလို့ပတ္တစာရီလို့သူ့နာမည်လေးဒီလိုမှဲ့ခဲ့တထေးသမီးလေးဆိုတော့သွေးကြီးမွေးကြီးနေနိုင်တဲ့အဆင်ရှိတော်လဲသွေးကြီးမွေးကြီးမနေခဲ့သူ့မိတ်ကိုမိတ်သူ့ရွှေမျိုးကိုရွှေမျိုးမရွေးခဲ့တဲ့ပတ္တစာရီအဲ့ဒီပတ္တစာရီတို့အိမ်မှာခိုင်းစေပြီးတော့ထားတဲ့ကျွန်းယောက်ျားဒါသဆိုတာလူနာမည်မဟုတ်ဘူးကျွန်းနာမည်ဒါသဆိုတာကျွန်းယောက်ျားဒါသီဆိုတာကျွန်းမိန်းမဒါပေမဲ့လို့ကျွန်းလဲလူလဲကျွန်းမို့လို့သူ့နာမည်ဟာမောင်ဒါသာလို့ပဲဒီလိုခေါ်ခဲ့ကြကျွန်းယောက်ျားပေါ့အဲ့ဒီကျွန်းယောက်ျားမောင်ဒါသာသူ့အိမ်မှာခိုင်းဆဲပြီးတော့မိဘများကထားကြတနေ့တစ်နိုင်ကြတော့မောင်ဒါသာတလင်းနဲ့တရွင်းဆွဲပြီးတော့မြက်ထိုးတဲ့ကိုပြိဿစရင်ငှားဆိုတော့တလင်းနဲ့မှာဇဘာနေဖို့ကောက်လိုက်နေချဖို့မြက်တွေကိုထိုးပြီးတော့နေတဲ့အခရတတထေးသမီးလေးပတ္တာစာရီလေသာတကားလေးဖွင့်ကြည့်လိုက်အော်ကြည်စမ်းမကိုရာသနေကိုခေါင်းကြီးတနာစရာကြီးပါလားသူ့ကြည့်လိုက်ရခွန်အားဗလာကြီးကလည်းကောင်းပါပြီတဲ့နဲ့စရင်ငှားသာဆိုရလူကျော်လူခန့်ကြီးနောက်ဘဝကပုဝိသကတပုံညာတာဆိုတဲ့ဒါနစက်ကြီးကပြက်ခဲ့ပေလို့ကိုရတာပစ္စံရှိတဲ့သေသားဆိုရင်ဘလောက်ထီအောင်လူချစ်လူခင်ပေါ်လိုက်မတော့အမလေးခုတော့ရုပ်ရည်လှသလောက်စရင်ငါဆိုတော့အောက်တန်းကြနေလို့ချစ်သူမရှိခင်သူမရှိဖြစ်နေတဲ့တော်ဘဝကိုဘသူတွေမသနာဖေးမလို့ကျုပ်တနာလိုက်လေချင်းနဲ့တနာကလေးကမနေဘူးပြိဿသောအားတော့မှာပြေးသားကြီးတနာရင်ဘာဖြစ်တော့မှာသွားတော့မှာဘယ်နေတော့ဖြစ်ဖူးတဲ့မိဘများမသိအောင်အလစ်အသာလေးဆင်းပြီးတော့မျက်ကူထိုးတာကောင်းတိုက်ပေါ်ကဆင်းသွားကိုရာသာလှမ်းခေါ်လိုက်ဟာလမ်းလိုက်တာမဘာရာရဲ့ဘာတော့ခမဘာတော့မလုံးနဲ့လာအောင်ဒီကိုဟုတ်ကဲ့တက်ပြောလေလုံမနေနဲ့ဒါမဲ့တော့မြက်ထိုးနေတာမြင်လို့နေဘူးခေါင်းကောင်းကြီးကျုပ်ကတနာလို့မြက်ကူထိုးမလို့ပေးပါကိုရာသားရဲ့တရွင်းဟာနေပါစီမဟုတ်ပါရဲ့ကျုပ်တို့ခပ်ဖြစ်ချင်းဖြစ်ပါစေတော့လက်ဖဝမ်းနုလေးခမတရွင်းထိုးရင်သွေးချီဥသွားမှာပေါ့ဩတော့တနာလို့ပြောနေတာတနာတော့တနာတာပေါ့ဗျာနေပါစေကျုပ်အလုပ်ပါခမအစေကနေရဲ့အလုပ်လုပ်ရမှာကကျွန်တော်ရဲ့တာဝန်မဘာရာရှိပါစေတော့တဲခက်နေတော့ကလားလို့ပြောတာတော့ပေးနေပါစီဗျပေးပါလို့ပြောနေပါစီဗျဟောတော့ပေးပါလို့ပြောနေတရွင်းဆွဲလူတကိုးပိဋကတရွင်းဆွဲလူနေတုံတရားနာပိဋကလာပြီပြုနောက်ကပိဋကနောက်ကပြည်သားကြီးနောက်ကလာပြီဟိုင်းဒါပါလို့တာတထေးကတော့ကြီးမျက်နှာကြောတင်းနေနဲ့လှမ်းငေါက်လိုက်ဟိုင်းဆိုတရွေးဆွဲလူနေရအတတလမ်းသွားတထေးကတော့ငေါက်လိုက်တော့သူတို့လက်ထဲကတရွေးကလေးကအခြေမလှတော့မြေခရှာတာပေါ့တရွေးကလေးလွတ်ကြပြီးနှစ်ယောက်စမားတရားနာပြိဿတယောက်မျက်နှာတယောက်ကြည့်လိုက်တထေးကတော့ကြီးကြည့်လိုက်ဟေးဒါသာ
ခင်ဗျာမင်းပါလို့ဟောဗျာကျွန်တော်မြက်ထိုးနေတယ်လေတော်တော်ရဲ့ဟုတ်ကောင်မသွားတိုက်ပေါ်တက်တိုက်ပေါ်တက်ဆိုပြီးငေါက်ထုတ်လိုက်တော့ပရာစာကြီးတိုက်ပေါ်တက်သွားတိုက်ပေါ်ရောက်တော့အိုးအမေကဒေါသကြီးပါပြီတဲ့နဲ့ဘာမှလည်းစဉ်းစားတာမဟုတ်ဘူးအစေကပဲဆိုပြီးတော့ပါမြရိုက်လိုက်လိမ့်မလားဒါရင်မကယောက်ျားရဲ့လို့လည်းမတွေးတော့ခွေးအရိတ်တောင်တချို့မကြော်လွှားဘူးတဲ့အခုတော့လေအစေကယောက်ျားဆိုပြီးတော့ခြေတော်ကြီးနဲ့များတအားကန်လိုက်လိမ့်မလားကိုရသာတော်မြတ်ထားဘယ်လောက်ခက်လိုက်လိမ့်မလို့တော့ကိုကျုပ်တနာလိုက်လေချင်းတနာလိုက်လေချင်းဆိုပြီးတော့တရားနာပိဋကအမေကြောက်တော့ဘတွင်းပြတင်းပေါက်လဲတရွက်လုံးဖွင့်မကြည့်ရဲဘူးဟိုပတ်တာကြားတွေကလက်တလုံးလောက်ဟာလေးတွေကမျက်လုံးလေးမတော့တော်သွင်းကြည့်ဟဲ့ဒါသာခင်ဗျာမင်းတာပါလို့ဟာကျွန်တော်မျက်ထိုးနေတယ်လေတော်တော်ဟေးမျက်ထိုးတာပြောတာမဟုတ်ဘူးခင်ဗျာကျွန်တော်နားမလဲပါလားခင်ဗျာမင်းကငါမုံလာဥလုံးမနေပါနဲ့ကွငါမျက်စိအောက်တယ်ငါသမီးနဲ့ဆွဲလာငင်လားနဲ့ဒါကငါမင်းနေတာဟာတော်တော်ရဲ့အဲ့ဒါကျွန်တော်အပြစ်မဟုတ်ပါဘူးခင်ဗျာကျွန်တော်မျက်ထိုးနေတာကိုလေဒေါ်တော်သမီးကတနာလို့တဲ့ဆွဲလူလို့နေပါစေလို့ကျွန်တော်ကပြောတာမရဘူးသူကဇွတ်လူတယ်ခင်ဗျနောက်ငါသမီးနဲ့ဒီလိုတရင်တနီနီးကကငါမမြင်ခြင်းဘူးမြင်ရင်မင်းငါအိမ်မော်ကဆင်းတော့အတော်ဆိုးတဲ့မိန်းမကြီးဟုတ်ကဲ့ခင်ဗျာမမြင်စေရပါဘူးလို့အဲ့ဒါလို့တာဝန်ခံလိုက်တော့တထေးကတော်ကြီးတိုက်ထဲဝင်သွားတိုက်ထဲရောက်တော့တထေးကြီးဘာတော့မေအော်ကြီးဖြစ်ကျင်နဲ့ဘာရမတော့တော်သမီးအကြောင်းတော်သိရလားဒီမဲ့တော်သမီးနဲ့လေဒါသားနဲ့ကပ်ပြီးတော့ဟောဒီမဲ့ကျုပ်မပြောချင်ဘူးနော်တနေ့ကြတော့လေတနေ့ကြတော့သူများတတွေးကွက်ပက်လက်မြောင်းမယ်တော့ဒါကြောင့်ကျုပ်လေတော်သမီးဒီတိုင်းမထားနိုင်ဘူးတော်သမီးဒီတိုင်းမထားနိုင်ဘူးဒီလိုပြောလိုက်တော့ဗရာလေးကအပေါ်ကဟိုတရားနာပိဋကအထက်ဆုံးလေကတိမျက်နှာလေးနဲ့အမိအောင်ငုံပြီးချောင်းကြည့်နေရကတော်သမီးဒီတိုင်းမထားနိုင်ဘူးဆိုတော့တုံသွားတယ်ဟင်တော်သမီးဒီတိုင်းမထားနိုင်ဘူးလေငါဘယ်မှပို့မလို့ပါလေအမေတို့ကလို့မလို့ပါလိမ့်မလဲနားထောင်နေတုံဒီမဲ့တော်သမီးဒီတိုင်းထိုင်အစေကနဲ့မှားလိုက်မယ်လေရင်ပါပြီးတော့တနေ့မှားမှသေးကြတယ်ဒါကြောင့်ကျုပ်လေဟောတော်သမီးကိုတောင်မြင်ကတထေးသားနဲ့မြန်မြန်ပေးသားမှဖြစ်မယ်အေးလေဒါသမီးမိန်းကလေးမွေးထားမင်းတာဝန်မယ်မှန်တော့မိခင်နေမှန်တော့အယောက်ျားသားလေးဆိုငါတာဝန်မယ်ကွမင်းဖမေစီစဉ်အဲ့ဒါလို့ပြောလိုက်တဲ့စကားကြတော့ပတ္တစာရီလေဘာပြောကောင်းမလဲကတင်းမောတအားပြေးပြီးတရားနာပရိသတ်ရေကတင်းမောအာရမောက်မျက်နှာပေါ်ခေါင်းအောင်ကအိုးတရားနာပရိသတ်အသေးရရင်နဲ့တလျက်လျက်နဲ့ခံစားရတဲ့ဒဏ်ချက်ကအပြင်ဘက်ငေါက်ထုတ်တာမျက်ရည်တွေကိုတုတ်ကနေကြလာမျက်ရည်တွေပေါက်ကြလို့ခေါင်းအောင်ကြီးတအားဖက်တော်ကြာခေါင်းအောင်ကြီးလွှင့်ပြေးတော်ကြကရင်မောတက်လိုက်အောက်ဆင်းလိုက်တောက်တဲ့ခတ်လို့မယူနိုင်ဘူးကိုရသာဆွဲလို့ရှိရင်ငါလည်းသူ့မှာမယူနိုင်ဘူးကိုရသာပြုံပေါင်းကြီးဒီကိစ္စတွေတော်သိရလားဟာလေကိုရသာလည်းမနေရရင်ငါသေးခြင်းသေးပါစေတော့ကိုရသာအဘောတနာယာကစပြီးတော့ငါမေတ္တာရှိနေမိပြီအဖြစ်ဘူးဒီကိစ္စကိုရသာပြောမှဆိုပြီးတရားနာပရိသတ်ရေနောက်တနေ့မိဘအလစ်မောင်ဒါသနေတဲ့အစီကံတောင်းလျာဆင်းသွားမောင်ဒါသကဒူးပေါ်ပေါင်နဲ့ပေါ်တင်ကလေးကြီးချိတ်လို့ပလွေလေးပါးစပ်ထဲတက်လို့တွေးဟာမဟုတ်တော့ကိုပြိဿအစီကံဆိုတော့ဘာရဲ့မဟုတ်တာမို့ပလွေလေးတက်ပြီးမှုန့်နေတော့မဘရာကအနာနာရောက်ကိုရာသ
မှုံရင်တက်ထားတဲ့ပလီဆွဲနှုတ်တာတွတ်တို့တခါတယ်မှုံရင်ကိုပြိဿမှုံရင်တက်ပြီးတော့ဆွဲနှုတ်တာတွတ်အေးကြမှုတ်ကြည့်ပါလားပလွေကိုကြည့်အခုအဲ့ဒါလို့ပလွေလေးဆွဲနှုတ်ဟာမဗရာလာပြန်မလားခင်ဗျာခင်ဗျာမေကြီးကကျုပ်ကိုဒုက္ခပေးနေပါဦးမယ်ခင်ဗျာအိုးဒုက္ခပေးကြမလို့ပါဘူးတဲ့အလစ်ကိုဆင်းလာတာဒီမဲ့ကုတာတော့ပြောကြရှိလို့ထားထားမဟုတ်တော့အင်္ဂလိပ်ရှိလို့ဟုတ်ကဲ့ဆိုထားထိုင်လိုက်တော့မဗရာကအနာနာကတ်ထိုင်မောင်သားကဟိုဘက်တိုးသွားမေဒီမဲ့ကုတာကတော့ကကျုပ်ကိုကြောက်နေသလားမဗရာကြောက်လို့တော့မဟုတ်ပါဘူးခင်ဗျာမေကြီးလိုက်ကျုပ်ဒုက္ခပေးနေပါဦးမယ်အိုးမပေးပါဘူးဒီမဲ့ကျုပ်ပြောစရာရှိရခတ်သွတ်ပြောမယ်နော်ဟုတ်ကဲ့ကျုပ်ကိုလေအဖေနဲ့အမေတို့ကတော်နဲ့တလင်းနဲ့တရွင်းဆွဲပြီးလူနေစဉ်အခါတုန်းကအဲ့ဒါကိုမြင်သွားတာနဲ့တနေ့ကျတော့အစီကန်းနဲ့တထေသမီးရင်ပါပြီးတော့နီးစပ်သွားလိမ့်မယ်ဆိုတာနဲ့အမေကကျုပ်ကိုလေတောင်းမြင်တထေသားနဲ့ပေးစားတော့မလို့တဲ့တော့ဗျာအဲ့ဒါဘာပြုတော့မဗရာရဲ့တော့ပဲလို့သဘောရမဗရာဘယ်လိုသဘောရမလဲတထေသားနဲ့တထေသမီးရွှေနဲ့မြနေနဲ့လားတင့်တယ်ပါတယ်မမရဲ့ဒါကြောင့်ဆင်းရဲသားမှမဟုတ်ဖ ೇನೆ တထေသားနဲ့တထေသမီးဆိုတော့တိုက်ကြီးတစ်လုံးကနေနှလုံးရွှေဘုံကြီးပေါ်ဆာရမယ်ဘဝယူလိုက်ပေါ့မဗရာရဲ့ဟောတော့ဒုက္ခပါပဲကြားကြောက်လို့ရှင်ကြီးကိုပို့ဆိုးနေထမရဲ့ဒီမဲ့ကိုရတာကျုပ်ကတထေသားကိုမယူနိုင်ဘူးမဗရာစိတ်ကူးမလွန်းနဲ့မိဘများဆိုတာသားသမီးစင်စီမြင်ရန်လာမြင်နဲ့ခမယူလိုက်ခက်တော့တာပဲဒီမဲ့တော့အကူလို့ကျုပ်ကလားတိုင်မယ်နာဒီမဲ့ကိုရတာဟိုကျုပ်ပြောရအောင်မယ်တော့ဒီအစေကန်တန်းလျက်နာဒီနှင်းစီပင်ဘယ်သူစိုက်တာကျွန်တော်စိုက်တာဗောမဗရာရဲ့အဲ့ဒီတော့စိုက်ထားတဲ့နှင်းစီပင်ကနှင်းစီပွင့်ကလေးတွေလေမနှစ်သက်ဘူးလားကျုပ်စိုက်တဲ့သစ်ပင်ပန်းမယ်ရေလောင်းပြီးတော့ထားတဲ့ကိစ္စကျုပ်နှစ်သက်လို့စိုက်တာကျုပ်နှစ်သက်တာဗောဒီမဲ့ဒါဖြင့်တော့စိုက်ထားတဲ့ပန်းပင်ကနှင်းစီပွင့်ကလေးသူများခူးသွားရင်တော့စိတ်ထဲဘယ်လိုနေပါဒါလို့ကျလို့ခုတာယူဗောမဗရာရဲ့ဟောတော့ငါတော့သေးချင်တာပဲဘယ်နဲ့ဟာကြီးပါလေဒုက္ခပဲကိုရတာဗျာတိုက်ဒီမဲ့မိမစီပြက်တယ်လို့ဆိုချင်ဆိုတော့ကျုပ်တော့ပြောရတော့မှာပဲတော့ကိုမြက်ထိုးနေတာတနာရကအစအခုလေချစ်မေတ္တာရှိနေလို့ကျုပ်တထေသားကိုမယူနိုင်ဘူးကိုရတာကျုပ်ကိုဒီတိုင်းထားပါနဲ့အထုပ်ပိုးနဲ့ခိုးရကိုကျုပ်လိုက်မယ်ခေသာနားထောင်တော့မိမကယောက်ျားလူစကားပြောနေတာတထေသမီးကအစီကံကိုသွားပြောနေတာကျုပ်လိုက်မယ်ကိုရတာပဲနဲ့တော့မဗရာမဖြစ်ပါဘူးကျုပ်ခမရကိုမေတ္တာမရှိလို့တော့မဟုတ်ပါဘူးခမရအမေကြီးကျုပ်ကြောက်လှကြီးရဲ့မသိအောင်ထွက်ပြေးမဲ့ကိစ္စလွတ်ရကိုပြေးမှာဘောကူရသားရဲ့ကျုပ်ရှိတဲ့လက်ဝတ်လက်စားနဲ့ယူပြီးတော့လေဒီမှာညတကောင်းကျော်အချိန်မှာတိုက်ပေါ်ကဆင်းမယ်နော်ဖြစ်ပါမလားမဗရာရဲ့ဘာလို့မဖြစ်မှာလဲတော့ကျုပ်ဆင်းရမယ်တော့ဟောဒီပမေလေးကစောင့်တော့ဗျာဗျာမူးနေတာဟဲ့ယောက်ျားမူးနေတာဟဲ့ဒါမဲ့ဗျာမလုံးနဲ့ကိုတာသားဒီနားကစောင့်ကျုပ်ညတော့အထုံးနဲ့ဆင်းခဲ့မှာတော့ခတ်တော့ကလေးတိုက်ပေါ်ပြန်တက်သွားမောင်တာသားစဉ်းစားတယ်ဒါသားညတော့ဆင်းလာတော့မှာငါဘယ်လိုလုပ်ရပါမတုံးဖြစ်မှဖြစ်ပါမလားဗျာဖြစ်ပါမလားဆိုတဲ့မောင်တာသားတကယ်တမ်းဆင်းပြီးလိုက်တော့မယ်ဆိုတော့တရားနာပိဋကကြီးနေဝင်ကလေးကအဲ့ဒီပန်းမယ်ရောက်တာဖြစ်ပါမလားတဲ့အခုပန်းမယ်နေဝင်ကလေးကရောက်အဆောင်ခိုင်းတဲ့ပန်းမယ်နာကထိုင်ဆောင်အဖြည်းဖြည်းမှောင်းလာမောင်နာသားဆေးဘောလေးကြီးခဲလို့မဗရာလာရင်မြင်ရအောင်ပေါ့လေမိလေးဖွားဖွားပြမယ်ပေါ့
အော်အပြင်းမဲ့မီးဖွာပြတော့လည်းပဲတထေးကြော်ကြီးမြန်မာဆိုလို့ပစိုးစုံလေးနဲ့မီးဖွာပြပြောင်းမှုပဲဆိုရင်ဒီကောင်ဒုက္ခပဲပစိုးစုံနဲ့မီးဖွာပြတာမြန်မာဆိုလို့လည်းဖွာရတာကိုကြည့်တရားလာပြေးတာအဲ့ဒီတိုင်းဆောင်တကောင်ကျော်အချိန်ကြတော့မဘရာအထုပ်ပိုးနဲ့ဆင်းလာပြုဆင်းလာတော့လေဟေးဟုတ်မဟုတ်ကလားကိုတော်သားမမလားပြေးသားကြီးဟိုညဆိုတော့ခိုးပြေးမဲ့ကိစ္စမို့တိုးတိုးတန်ပြောရတယ်ကျုပ်ကတိုးတိုးပြောအားရတာမဟုတ်ဘူးကိုတော်သားမမလားလာခါတော့ပေါ့မမလားရေသွားကြဆိုပြီးတော့တယောက်လက်တယောက်ဆွဲပြီးတော့လွတ်ရအဝေးသို့ပြေးလိုက်ကြတာတရားနာပြေးသားသာဝုထိနဲ့အတော်ဝေးกว่าတဲ့ဌာနမှာဟောအိမ်ကလေးဆောက်ပြီးတော့နေကြစီတယ်လည်းဝလဲစားလေးတွေနဲ့တဖြည်းဖြည်းတစတော့ဖြစ်သလိုစားကြဒီလိုအတူတကွနေပြီးတော့လာကြဆင်းရပေမဲ့လို့ပစ္စည်းဆင်းရပေမဲ့လို့စိတ်မဆင်းရတဲ့ဇနီးမောင်နှံဒေသကြီးစိတ်ဆင်းရရဲ့လားပယ်ဆင်းရဲမလို့ပြိတ္တလင်ပြီးသားမရပြီးသားကြဒါတွေလည်းခဏပြောခဲ့လို့သိချက်ထွင်ပြီးပြောမနေရစေနဲ့စိတ်ချမ်းသာတယ်ကိုချစ်သူနဲ့နေရရင်တချို့သချင်းလေးတောင်ရှိကြရွှေဘုံကြီးပေါ်စံကျင်ဘူးတဲ့ဗျတဲအိုအပြက်ကလေးတဲ့မှာတဲ့ကာမတတ္တိတွေပေါ့အဲ့ဒီကဆိုကိုချစ်သူနဲ့နေရရင်ထမရင်တော့ရတော့လဲပျော်တယ်လို့ဆိုသည်မောင်တာသားနဲ့မဘာသာရှိတဲ့လက်ဝက်လက်စားလေးစားတော့ပြီးနေလာလိုက်ကြတာတရားနာပြိတ္တဟောနောက်တူပြောကြစို့တန်ဒီခတော့မောင်တာသားအပါကိုမဘာသာကတူလေးကပြောဘယ်လိုပြောတော့ပြိတ္တပြောပါနင်တို့ကလည်းတူလေးတူလေးကပြောကြတဲ့ကဟိုကိစ္စဆိုတာသိပြီမောင်တာသားဟာဝမ်းတောင်းလိုက်လीနှမရဲ့ယောက်ျားလေးဖြစ်ပါစေသားယောက်ျားလေးဖြစ်ပါစေနဲ့မောင်တာသားဆူတောင်းပြီးတော့လာခဲ့နောက်ကြတော့မိဘတာကပြုံးပါရဲ့မိဘရထံပြန်ပို့ပါတော့သာသမီမွေးဖွားတဲ့ကိစ္စယောက်ျားဖောင်စည်းမိမ့်မမိနေတဲ့မောင်ကြီးရဲ့သူများတွေပြောတာကြုတ်ကြားဘူးတယ်ဒါကြောင့်လေမိဘအရင်မှာခေါ်လုံးပြီးတော့မိခင်ရဲ့မျက်နှာအောက်မှာဖွားမြင်နေတဲ့ကျုပ်ကိုပြန်ပို့ပါတော့ခက်တော်တာပဲမပို့ဘူးဆိုပြန်ရင်လည်းပဲလင်းတမျက်နှာတရွာထင်းပြီးတော့လိုက်လာတဲ့မိမသားတနာစရာအသွင်းနဲ့မျက်ရည်စာလေးကြလာတော့မယ်လိုက်ပို့ပြန်ရင်လည်းပဲတရေပေါ်ထိုင်တရေနာစားတဲ့ကောင်းဆိုပြီးတော့သူ့မိဘရွှေမျိုးများကငါတတ်ပြကြတော့မှာပဲအလေသို့တော့လေလက်ပတ်ပြီးပြုံးရတော့ပါပဲကြိုင်နှမဟိုမနေ့ကငါသွားကြတာပေါ့မနေ့ကရောက်တယ်တော့လေတပည့်ခါသွားကြတာပေါ့နဲ့တပည့်ဖိနှွဲအရှိဆွဲပြီးတော့လာလိုက်တာဟောတန်တွေကတဖြည်းဖြည်းရင့်မာလာခဲ့တန်တွေရင့်မာလာတော့မိဖုရားကလည်းသိကုရသတန်တော်ပြုတ်မောင်ကြီးတော့အကြောက်လွန်ပြီးတော့လိုက်ပို့တော့မှမဟုတ်ဘူးကုရသမရှိခိုင်ငါသွားတာကောင်းထင်ရဲ့လို့မောင်သာသမရှိခိုင်တကားကလေးကိုတရားနာပြိတ္တတော့ခတ်ဘုရုံကတော့ခတ်သလားတော့မသိဘူးကျုပ်ခုခေတ်နဲ့ရန်တုတ်တာခိုင်ခတ်လိုက်ခတ်ပြီးတော့ဘေးအိမ်ကမိမကြီးတော့အပ်တော်ဟဲ့ငါတို့မှဘာတော့ဒီတော့ယူထားလိုက်ပါတော်ကိုရသပြလာလို့ရှိရင်တော့ကျုပ်ခေါ်ဒီအိမ်တိုင်းကလေးမီးပြီးတော့စောင့်နေကြနေရမမြင်ရမတွေ့ရရင်တော့မဘာရာရဲ့မင်းပဲအလဲလုံးနေတာရုံးလို့တစားစားခေါ်တော့မယ်တော်ရဲ့အဲ့ဒီအချိန်ခါမှာမင်းမယားခေါ်မနေနဲ့သာသမီမွေးဖွားရအတွက်မိဘရထံပြန်ပြီဆိုပြီးတော့ဟောဒီတော့လေးသာအလိုက်ပါတော့ဟဲ့ခလေးမမတော်ဘူးထင်တယ်တူမကြီးတော်သူကတော့အကြောက်လွန်ပြီးတော့လိုက်မပို့လို့တော့တာယူထားလိုက်ပါတော့ရော့ကျုပ်သွားရစီတော့သွားရစီတော့ဆိုပြီးတော့မိဘတာထွက်သွားရောမိဘတာထွက်သွားလိုက်ပြန်လာပြီမောင်တာသ
အိမ်တိုင်းကလေးမိဆောင်တဲ့မယားမတွေ့ကြတဲ့ကရင်ထဲမှာပူသွားဟောကြည်စမ်းကျိုးနေကြနေရမရှိတော့ဘူးမမလာရေမမလာလေမလေးမောင်ကြီးပြန်လာပြီမင်းဘက်နဲ့ကြောင့်စီးပြီးတော့မကြိုရတာတော့ဘယ်အလဲလုံးနေသလဲနှမရဲ့ဗရာအိုးမဗရာလေးလေဘယ်လိုပင်ခေါ်တော့လဲအတောင်မကြရဘေးအိမ်အတော်ကြီးကဟဲ့မောင်တာသားခေါ်မနေနဲ့မိမသားသမီးမွေးဖွားရအတွက်မိဘအရိပ်မှာခိုးလုံးမွေးဖွားခြင်းနဲ့ဆိုပြီးတော့ဟောမင်းလိုက်မပို့တာနဲ့ပြန်သွားပြီမောင်ကြီးဗျာဟာမလေးသာဝတိမျိုးဆိုတာနီးတာမဟုတ်ဘူးတော်ရဲ့မဖြစ်ဘူးကျွန်တော်လိုက်မှာပဲလို့မောင်တာသားလိုက်သွားမိဘရာကလည်းတော်ကြီးတဲ့ရောက်တော့နေစေရစေကြီးကိုကူသူမရှိကဲသူမရှိနဲ့ဟောတားယောက်ျားလေးဖွားမြောက်တားယောက်ျားလေးဖွားမြောက်နေတဲ့ခိုင်မောင်တာသားကရောက်သွားဟာနမကြည်စမ်းမလေးမောင်ကြီးစကားနားမထောက်ရလည်းမထွက်သွားတာကိုဟင်ကိစ္စတောင်ပြီးနေပါကိုကြည်စမ်းဟာနီထူထူလေးပြီးစားယူကြည့်လိုက်အေးအိုးဟာရှုပ်သားလေးဟာဝမ်းသာလုံးလို့ဟိုလေဟန်ကြပြီနမသားယောက်ျားလေးပါလားကွယ်လူကလေးဖေဖေရှိလာတဲ့ကလေးလေးပွေချီပြီးတော့နမမင်းဒီကိစ္စကြောင့်ပြန်လာပဲမဟုတ်လားကွယ်မောင်ဘဝလည်းမင်းသိပါတယ်အစီကံဘဝနဲ့တထေသမီးခိုးပြီးထွက်ပြေးလာရတဲ့ဘဝအကယ်၍မိဘထန်သာမောင်ကြီးလိုက်ခဲ့ပါကနမရေမောင်ကြီးလိုက်ခဲ့ပါကဒုက္ခပေးကြတော့မှာပဲမောင်ကြီးမတနာရကြပါလိမ့်မကိုင်းဒီကိစ္စပြီးမှအိမ်မဲပြန်ကြပါစို့ခေါ်သွားဟာအိမ်ပြန်ပါသွားနောက်တစ်ဖန်ဒီလိုပဲသတ်တန်နေခပြန်တယ်ပြိဿဒီလိုသတ်တန်နေခတော့ဒီလိုမောင်တာကပြန်အပုတ်ခိုင်းနောက်တစ်ဖန်ပြန်အပုတ်ခိုင်းတော့မောင်တာကဒီလိုပဲမပို့ပဲနဲ့ရက်တွေဆွဲပြီးတော့နေခဲ့ပြုတ်မောင်ကြီးတော့လိုက်ပို့မှာမဟုတ်ဘူးကလေးလေးကလည်းမတ်တပ်ပြေးကလေးသားအကြီးလေးကလည်းမတ်တပ်ပြေးလေးဥမမဲဇာမမြောက်နဲ့ဖေဖေမေမေခေါ်ရတဲ့အရွယ်လောက်နဲ့လူလေးခမညာမေမေဟိုငါသားဟိုမေမေတို့လေတာဝတ်ထီမျိုးကြီးသွားရအောင်သားရဲ့ဟာမေမေကဖေဖေမသိပဲနဲ့အော်ခက်လိုက်တာသားရဲ့ဟိုမင်းဖေဖေကလေလိုက်မပို့ဘူးသားရဲ့ဟာဘာလို့လိုက်မပို့တာလဲဗျအော်မပို့ဆိုငါသားနဲ့အမေကပြောရအောင်အမေကလေအခုတဲပုံလေးနဲ့နေရပြီမယ်လို့ဟိုအမေကတထေးသမီးကွဗျာမမေရဲ့တထေးသမီးဆိုပြီးဘာဖြစ်လို့ဒီတဲပုံကြီးတဲ့နေရတာတော့များဩနေရဆိုလူကလေးရဲ့အမေကတထေးသမီးမင်းအဖေကဆင်းရဲသားစရင်ငါမင်းအဖေကိုမေတ္တာရှိလို့အမေကလိုက်လာတော့မင်းအဖေဆင်းရဲတဲ့သူကိုချစ်ပြီးတော့အမေလည်းဆင်းရဲတာပေါ့ဟာခမကြီးတော်အားတဲ့မိန်းမကြီးပစ္စမရှိတဲ့လူကြီးယူလို့ဆင်းရဲတာကိုဗျအိုးလူလေးကိုဖေဖေကိုဒီလိုပြောရဘူးလေသားရဲ့ဆင်းရဲပြီမဲ့လို့မင်းအဖေသားရဲ့ဒါကြောင့်လေဟောငါသားခုဆင်းရဲပြီမဲ့လို့တာဝတိမျိုးကြီးရောက်တဲ့ချိန်ခါမှာမင်းဖိုးဖွားများကလေမင်းကိုတိုက်ကြီးပေါ်ထားမှာသားရဲ့ပြီးတော့ဆင်ရုပ်လေးတွေမြေုပ်လေးတွေလည်းဝဲပေးလိုက်မယ်သားရဲ့ငါသားအဝတ်စားလှလှပပလေးတွေလည်းဆင်လိုက်မယ်ဒါကြောင့်သားဟိုမင်းအဖေပြန်လာရင်လိုက်ပို့မှာမဟုတ်လို့အဖိုးဖွားများထံရောက်အောင်ငါသားလိုက်မယ်နော်ဗျာမေမေဆင်ရုံမြင့်ရုံလေးတွေဝယ်ပေးမှာဟုတ်လားအေးလေဝယ်ပေးမှာဘောသားရဲ့တက်ကြီးပေါ်လဲငါသားကြီးပျော်ပျော်ကြီးနေရမှာဒါဖြင့်သွားမယ်ကျွန်တော်လိုက်မယ်မေမေရဲ့လို့ဆိုတော့ကိုင်းကလေးလေးနှူးနှပ်ပြီးခေါ်သွားတော့အထုပ်ကလေးခေါင်းမော်တင်းလို့တကားလေးပိတ်ကလေးလေးလက်ကဆွဲလို့လူလေးအမေထုတ်ပေးငါသားကိုအမေညောင်းတဲ့ခါလဲချီမပေါ့တခါလည်းငါသားကချေးချင်းလျှောက်အောင်နော်
အမေမလဲမင်းရဲ့ညီလေးလားမသိနှမလေးလားမသိနှစ်ကုတ်တက်ကြီးမို့ဒါရဲ့သွားကြစို့ဆိုပြီးတော့ဘေးအိမ်အတော်ကြီးတော့အပ်ပြီးအရင်တစ်ပတ်လိုပဲထွက်ပြန်တယ်ကိုပြိဿအဲ့ဒီလိုထွက်သွားလိုက်တာတော်ကြီးတဲ့ရောက်သူ့ကုသိုလ်ကံကဆိုခြင်းတော့ကံစိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့ကဲ့သို့ဟောစနေတော့ရခန်းကနဂါးကိုဂလုံးဖမ်းတယ်လို့လေနီချမ်းကြီးထားလာလေနီချမ်းကြီးထားလာတော့မိဘရာတော်ကြီးတဲ့မှာတယောက်ထဲကုသူမရှိကဲသူမရှိနဲ့ကံမစလေးကနှင်တော့လူလေးမမေငါသားတီနာခဏနေအောင်နော်မမေလေးမမေဝင်းထဲကနာလာပြီသားရဲ့ဟုတ်ကဲ့သားရဲ့မင်းကြီးမလေးလားနှမလေးလားမသိမွေးဖွားရအချိန်ကြပြီနဲ့တူတယ်သားရဲ့အမေမျက်စီတွေတောင်ကြည့်မကောင်းဘူးသားရဲ့ငါသားတီနာနေအောင်နော်ဟုတ်ကဲ့မမေကြာကြာကြီးမနေနဲ့နော်ကျုပ်ကြောက်တယ်ဗျာအေးခဏလေးပါသားရဲ့နော်ငါသားတီနာနေရအထုံနဲ့ကလေးထားပစ်ခဲ့ထားပစ်ခဲ့ပြီးခြုံစာကလေးနာရောက်တော့ဟောသားယောက်ျားလေးဖွားမြောက်ပြန်ပြီပြုသားယောက်ျားလေးဖွားမြောက်ပြီးတော့မိုးတွေကလည်းတအားရွာချလိုက်တာပြိဿတာမီ၃ယောက်ဒုက္ခဖြစ်လို့အောက်ကလက်သီးစုပ်လောက်ကြောက်ခဲလေးတွေခင်းအဲ့ဒီပေါ်ဒုက္ခလေးတွေတင်းလို့အဲ့ဒီပေါ်အဝေကလေးထားသားငယ်ကလေးအဲ့ဒီပေါ်သိမ့်သူ့ခန္ဓာကိုယ်ကိုတော့လေးပဲထောက်လို့ချီမိုးပေးတဲ့ပမာဏသားငယ်ကလေးမိုးမရွှဲရလေအောင်သားကြီးလေးကလည်းအထုပ်ကြီးကောင်းမတင်လို့ဘယ်လုံလိမ့်မတုံးပိဋကအဝတ်ထုတ်ဆိုတော့ရှိသမျှရေတွေကတစိမ့်စိမ့်ခေါင်းဘောကစီကြနှခမ်းလေးများမွဲချမ်းရှာလုံးလို့သားရဲ့မေတို့ဒုက္ခဖြစ်ပြီးသားရဲ့မောင်ကြီးရဲ့ပြုတ်မောင်ကြီးကိုထားသားအဘိမောင်ကြီးစကားကိုနာမထောင်လို့ကျွတ်တို့ဒုက္ခရောက်ပြီးမောင်ကြီးရဲ့နဲ့ခိုက်ခိုက်တုံးလို့တမ်းပြီး၃ယောက်စလုံးချမ်းရရှာလုံးလို့ဒီထဲမောင်သားသားကလည်းတော်စီတွေကပြန်အလားဟာကြည်စားမရှိပြန်ဘူးအိမ်လကားကြီးလည်းသွတ်ခတ်ထားပါဘောလားတန်တော်သွားပြန်ပြီနဲ့တူရဲ့သွားပြန်ပြီနဲ့တူရဲ့လမ်းဒုက္ခဖြစ်ကြတော့နဲ့ဒုက္ခဖြစ်တော့မထင်နဲ့တော်တော်ရဲ့ကြည်စမ်းပါဗျာဟိုစနေတော့ရခန်းကငကားကိုကလုံးဖမ်းတယ်လို့ဟံဝလေးလေးဒီကြီးကလည်းထလာပြီမိုးတွေကလည်းမဲလာပြီဗရာရဲ့မင်းတို့သားမီး၃ယောက်လမ်းနေဒုက္ခရောက်ကြတော့မှပဲမောင်ကြီးမနေဘူးလိုက်မယ်ဆိုပြီးတော့ဟောဓမ္မလေးခါထိုးပြီးတော့လိုက်သွားလိုက်တာကြည်မြင်ကွင်းမလှအောင်ဟာလူလေးဖေဖေပလီငါသားနှခမ်းနေမြောက်မဲလို့ချမ်းလာပြီဟုတ်ကဲ့ဖေဖေအထုပ်ကြီးတွေကရည်တွေကလည်းကျုပ်ပေါ်အကုန်စီးကြတယ်ဖေဖေရဲ့ကွယ်ကြည့်စမ်းမင်းမေပဲသွားတော့အမေဟောသစ်ပြောင်းမှာကလေးမွေးနေဗျဟင်ကြည့်စမ်းလမ်းနဲ့ဒုက္ခရောက်ကုန်ပြီဒီကလေးကလည်းချမ်းလာပြီတခါမိဘဒစီပြေးကြည့်လိုက်တော့ဟေးခွေးမကြီးပမာဏလေးပဲထောက်လို့အောက်ကကြည့်စမ်းကလေးတယောက်နမကိုရတာပိစာဆိုပြီးကလေးလေးကောက်ကြည့်လိုက်ဟာအော်ယောက်ျားလေးပါလားကွယ်အရေးတဲ့ဒုက္ခဖြစ်နေရကသားယောက်ျားလေးဆိုတော့ပြုတ်နိုင်ရှိနိုင်သေးတယ်ကိုပြိဿဟံမလေးယောက်ျားလေးပါလားနမကွမ်းတာလိုက်တာဒါပဲမလို့မင်းဒုက္ခဖြစ်တာမောင်ကြီးစကားနားမထောင်လို့မိတ်လှကြည့်လားဟိုမှာကြည်စမ်းသားကြီးလေးနှခမ်းလေးလည်းမဲလို့ချမ်းရှာလာပြီအေးပတ်ပြီးတော့ဒုက္ခရောက်ကုန်ကြတော့မှပဲကိုရသားပြီးတော့မှရိုက်တန်ရိုက်ပံဖောင်ကြီးအပြစ်တင်တာတွေနောက်ထားလို့ကျွတ်တို့သားမိ၃ယောက်အချမ်းပြေအောင်လေမြင့်မြေစားလေးဆက်ပြီးတော့မိဖို့ပေးပါတော့အေးရော့နမဒီကလေးယူထားမောင်ကြီးသွားမယ်နော်မကြဘူးခဏလေးထင်းမြင့်မြေစားရှာလို့မောင်ကြီးမိဖို့လို့ပေးမယ်နမရဲ့နေတော်လို့ဆိုပြီးတော့မောင်သာသဓမ္မရူလေးနဲ့ထွက်သွားလိုက်တောင်ပေါ်ကြီးတစ်ခုနားရောက်သွားတောင်ပေါ်ကြီးနား
မျက်မြေစာထင်းချောက်ရှောက်ပြီးတော့ရှာလိုက်တာဘယ်မှမတွေ့တောင်ပိုကြီးနားရောက်သွားတော့တောင်ဖို့ပေါ်ပေါက်နေတဲ့မြက်များကတော့ရေစိုးနေလို့တောင်ဖို့အတွင်းမှာဝင်ပေါက်နေတဲ့မြက်ချောက်ကလေးတွေမီးမွှေးလို့လွယ်အောင်ခုတ်မဟဲ့ဆိုပြီးတော့ဓမ္မညာဘက်လက်ကကင်ပြီးတော့တောင်ဖို့အတွင်းပေါက်နေတဲ့မြက်ချောက်ကလေးတွေလှမ်းနှိုက်လိုက်ဆိုတခါလေမွေဟောက်ကြီးထွက်လာမွေဟောက်ကြီးထွက်လာတာဟေးဟမ်မလေးဆိုပြီးတော့နောက်ဆုံးနဲ့ကြိုက်သေးဘူးမွေဟောက်ဆိုတာဒေါသဖြစ်နေပြုံးနဲ့ကြိုက်ဖြစ်တာမဟုတ်ဘူးခိုးတွေမှုတ်ထုတ်တာဒါသတော့မျက်စိဘာမှမြင်ရတော့ဘူးမွေစိတ်တွေမျက်စိထဲရောက်သွားပြီမွေဟောက်အဲ့ဒါလို့တရားနာပိဋကဒေါသဖြစ်ပြီးတော့ပပြင်းကြီးခွက်လို့ဟေးငါမျက်စိတွေလည်းမမြင်ရတော့ပါဘူးဗရာယေပေါင်းကြီးမင်းတို့သားမီး၃ယောက်ဆံမလို့လုပ်ပြီးတော့ပြန်ရပါမထုံးဘယ်လိုလုပ်ပြီးတော့ရောက်အောင်လာရပါမထုံးနဲ့မောင်တာသလေသားမီး၃ယောက်ထံသွားခြင်းလို့လက်ကလေးနဲ့စမ်းပြီးတော့သွားလိုက်တာဘယ်သားမီး၃ယောက်ထံပြန်မရောက်ဘူးမွေဟောက်ကြီးစီလျှောက်သွားမွေဟောက်ကြီးနာရောက်တော့လက်ကလေးနဲ့သွားပြီးအထိလိုက်ခေါက်ကနေစလှမ်းပေါက်လိုက်ပလဲလောင်လဲလို့မဲလေးတောင်မထဲနိုင်ဘူးလဲသွားပြင်းတယ်လေမွေဟောက်ကကြီးအမလေးဆုံးအောင်မអော်နိုင်ဘူးလဲသွားလူလွန်းလို့နှမရဲ့မိဗရာရဲ့မင်းတို့သားမီး၃ယောက်ထံမောင်ကြီးဘယ်လိုနည်းနဲ့မှပြန်ရောက်နိုင်တော့မှာမဟုတ်ပါဘူးမောင်ကြီးခေါ်တာလည်းမင်းတို့ကြားတော့မယ်မဟုတ်ပါဘူးသားတို့တောင်မှအားရအောင်အဖေမကြည့်လိုက်ရပါလားဟမ်မလေးအဖေဘယ်လိုနည်းနဲ့မှမင်းတို့ထံပြန်မရောက်နိုင်ပဲနဲ့မိဗရာမင်းနောက်လိုက်ပြီလို့အခုတော့ငါမွေးဟောက်ခဲပြီးတော့သေဝဲဝင်ရတော့မှာပါလားသားတော်ရဲ့အဖေထားပြပြေးပြီးတော့လာခဲ့ကြပါတသေးရောကိုင်းမိဗရာကလည်းပဲလူလေးမင်းဖေကြမ်းလာကြည့်လားပါရဲ့ဟုတ်ကဲ့မကျုပ်လည်းချမ်းလာပြီဖေကမိဖို့ပေးမယ်ဆိုမင်းဖေအန်တရယ်များတွေ့နေသလားကွယ်ဒါမှမဟုတ်ရင်မဖေမျက်စိလဲလမ်းမပြီးတော့ဘယ်တော်ကြီးတဲ့များရောက်သွားလေသလားမသိတာရဲ့လိုက်ပြီးတော့ရှာကြစို့တာငယ်လေးရင်မှပွေတာကြီးလေးလက်ကဆွဲလို့တော်ကြီးမြက်မဲတဲ့ရှောက်ရှာလိုက်ကိုရတာပြုံမောင်ကြီးအော်ပြုံမောင်ကြီးရဲ့မိဘတာခေါ်တာကြားရဲ့လားအမလေးဦးလေးပါလေးထူလိုက်ပါဦးတော့လားမိဘတာအော်နေတယ်ခေါ်နေတယ်မောင်ကြီးရဲ့တာလူလေးအမေရဲ့တန်နေလည်းပြကုန်တော့မှာပါတာရဲ့ငါသားကြီးတက်လက်ခေါ်ပါအောင်ဟုတ်ကဲ့ဖေပြောဖေများလာမျိုးကျွတ်တို့ချမ်းလာပြီလားကလေးကခေါ်အဲ့ဒါလို့ကလေးခေါ်လို့လည်းမရမိဘတာသားကြီးလေးလက်ကဆွဲပြီးတော့သွားလိုက်တာမောင်တာသအလောင်းကြီးနာရောက်သွားမိုးကလေးကမစင်မောင်ကလေးကမကွဲတကွဲအလောင်းကိုလည်းတိကြကြည့်လို့မရတော့အလောင်းနာအရောက်မိဘတာခြီတောက်နဲ့ဗိုက်ကြီးသွားတိုက်ဟဲတာနောက်ဆုံးကလေးဆွဲလိုက်လူလေးပါလောင်ကြီးမသိဘူးသားရဲ့ပြောစီကြီးလာသားအမေတို့လွတ်ရကိုကွင်းပြီးတော့မဖေးရှားကြစို့အလောင်းကြီးထိမိတော့လေအလောင်းမသိမှောင်နေကိုပြိဿသားနဲ့ကောက်တဲ့ဒုက္ခရောက်ပြီးတော့လာခဲ့ရမိဘတာတို့လေမိုးလေးကလည်းဆဲသွားပြီမောင်လေးကလည်းကွဲသွားပြီလူကလေးအမေတို့ပဲစီရောက်လို့ပဲစီတွားရမှလည်းမသိကိုရသားရဲ့ပြုတ်ပေါကြီးမိဘတာတို့ဒုက္ခတွေလာကြည့်လဲပါဦးမောင်ကြီးရဲ့ပြောရင်ဆိုရင်နဲ့ပြန်တွေ့တိုက်တဲ့အလောင်းဆိုတော့လေဟောမောင်တာသား
လဲနေတဲ့အလောင်းကြီးနာရောက်သွားပြန်မျိုးလှန်ကြည့်လိုက်တဲ့မိဘသားဟဲလူလေးဗျာမမေခုမှကြည့်စမ်းမင်းဖေဖေမတာပဲအော်ပြည့်စည်တဲ့လမ်းမှာခရီးပန်းကြပြီးတော့ခလုတ်တိုက်လဲမုံမုံနဲ့အိတ်မိုးကြနေတူဝါရဲ့သားရဲ့လာမင်းဖေသွားကြည့်ကြစို့တော့ကြည့်ကြစို့ဆိုပြီးတော့အနန္တရောက်ဟေးကိုရာကပြုံမောင်ကြီးအဲ့ဒီအိမ်မောင်နဲ့ကြားနေလေသလားကြည်စမ်းမောင်ခေါ်လို့လည်းမရပါလားလူလေးအဲ့ဒီကထိုင်သားရဲ့သားငယ်ကလေးအဝတ်ကလေးနဲ့ထွေပြီးတော့ဘေးနားမှာချကိုရာကပြုံမောင်ကြီးမလေးအကွက်ကွက်တင်ညုံမဲလို့ကြည့်လို့မကောင်းပါလားမောင်ကြီးရဲ့မောင်ကြီးဘယ်လိုအဲ့ဒါလဲတွေ့ပါလိမ့်မထုံးလို့နောက်လှဲ့ကြည့်လိုက်တော့တောင်ပူကြီးမြင်ရဟဲဖယားငါထင်တဲ့တိုက်ဟုတ်ပါပြီဒီနားမလဲတောင်ပူကြီးနဲ့ဟာမလေးပြုတ်မောင်ကြီးမွေးဟောက်ခဲလို့သေဝဲဝင်ပြီထင်ပါရဲ့ကိုရတာပြုတ်မောင်ကြီးမိမလာခေါ်နေတဲ့ထူပါအောင်တော့လားမောင်ကြီးရဲ့မျက်နှာလေးလှမ်းကြည့်လိုက်တော့အိုးမျက်စိတွေကလည်းကွက်မဲပြီးတော့အမလေးမွေးစိတ်တွေတူပါရဲ့ပြုတ်မောင်ကြီးဒုက္ခဖြစ်နေပါဗောလားအသက်မရှိတဲ့ပြင်မောင်ကြီးရဲ့အလောင်းတောင်လှပါမမြင်ရပါလားမျက်နှာလေးပေါင်ပေါ်တင်မဲစီလေးလှုပ်ပြီးတော့ခဏခေါ်ဘယ်လိုမှခေါ်မရပဲနဲ့မိဘကခမငိုရှာတော့ကလေးလေးကပြုတ်ဖေခမအိတ်လာကြီးလားထားတော့လေဖေအမေငိုနေတယ်ဗျာအမေငိုနေတာခမမသိဘူးလားအခုအမေငိုနေတယ်မိကိုထပြီးတော့ချော့ပါအောင်တော့လားအိတ်လာကြီးလားခမထလေးနဲ့လူကလေးမေအဖေလူစိမ်းငါကြီးအိတ်တာမဟုတ်ဘူးတာရဲ့ပထသောအိတ်ချင်းနဲ့အိတ်တာကွယ်မြင်ရလားဟိုမှာတောင်ပေါ်ကြီးမေအဖေမွေဟောက်ခဲလို့အကွက်တွေညုံမဲပြီးတော့သေဝဲဝင်ပြီလူအလေးခမေဖေအသက်မရှိတော့ဘူးအဲ့ဒါလို့လဲပြောလိုက်ပါလေရောကလေးကအလောင်းမော်ပြစ်လဲဖေကျွတ်တို့ဖိုးဘွားတို့ရှိလိုက်ပို့ပါဗျာမေစင်ယုံမြင်းယုံလေးတွေဝယ်ပေးမှာဆိုအဝတ်စားလှလေးတွေဝတ်ရမယ်ဆိုတိုက်ကြီးပေါ်ပြေးလွှားပြီးကစားခြင်းလို့ကြုတ်ရောက်အောင်ပို့ရမှာပေါ့တာရဲ့မရောက်အောင်မေပို့ရမှာပေါ့ငါသားတို့နဲ့အမေသားတို့ထီရောက်အောင်တော့သွားရမှာပေါ့ဒါပေမဲ့လို့လူစိမ်းခါကြီးတို့တော့မလိုက်နိုင်တော့ဘူးသားရဲ့ကိုရသာပြုတ်မောင်ကြီးအမလေးမိဘတော်ဘယ်လိုလုပ်ပြီးတော့ဖြေရပါမတော့ဒါကလေးမကြခဏပြင်မရနာကြွရပါဘောမိဘအလှမဘဝင်နေခုံလာကြီးရဲ့ရေတုံးကမောငိုရှာတကူပြိတ္တာကိုရတာကျုပ်ပဲလို့ပြီးတော့ဖြေရပါမတော့မောင်ကြီးရဲ့မောင်ကြီးနေရခဲ့ပြီးတော့ဟောဒီတောကြီးတောင်ကြီးတဲ့တယောက်ထဲလူကလေးဒီလိုငိုနေကြလို့မပြီးဘူးမိခေဖေကိုတစ်ခက်ကလေးတွေချိုးအုပ်သားရဲ့ကလေးကတစ်ကိုင်းလေးတွေချိုးလာတစ်ခက်ကလေးတွေအုပ်နောက်မိဗလာကမျက်နှာပဝါလေးလွှမ်းလို့ပြုံမောင်ကြီးရဲ့နေရခဲ့ပြီးတော့ဟောဒီတောကြီးတောင်ကြီးတဲ့တယောက်ထဲနေရခဲ့ပြီးတော့ဟောရွှေစုမျိုးစုတို့ရဲ့ထံပြန်ရောက်တော့ကမှတော့အလောင်းကျုပ်လာပြီးတော့လှပသင်ကြိုးမယ်မောင်ကြီးရဲ့လို့မခွဲခြင်းမနဲ့ခွဲလို့ထရောက်မှထားအမလေးနေရခဲ့ပြီးတော့မိဗလာတို့သွားပြီးမောင်ကြီးရဲ့လို့အလောင်းကြီးမခွဲခြင်းမနဲ့ခွဲလို့ဟောသားကြီးလေးလက်ဆွဲသားငယ်လေးရင်မှာပွေပြီးတော့သာဝတ်ထီကိုမှန်းပြီးတော့လှမ်းခဲ့ရပါပြီပြိဿ
ကုသိုလ်ကံကဆိုးကျင်တော့ချောင်းငယ်လေးတစ်ခုသွားတွေ့ချောင်းကလည်းတရားနာပြည်သားမိုက်တရောထိုက်တရောအကုန်လုံးမျောပြီးတော့ရေစည်းကတန်မာပြီတဲ့မောစရာကြုံမြန်မှာပေါ့လားလူလေးအိုအမေလေးငါသားတို့နှစ်ယောက်ကိုဟိုဘက်တစ်ခါတည်းမပို့နိုင်ဘူးသားရဲ့ဟုတ်ကဲ့မမေဘယ်လိုလုပ်မလဲကျွတ်တို့ဟိုဘက်ဘယ်လိုလုပ်ပြီးတော့ကျွတ်တို့ဟိုဘက်ဘယ်လိုလုပ်ပြီးတော့ကူရုံမမေရဲ့ငါသားဟိုခဏနေအောင်နော်ငါသားဒီနာထိုင်ဟိုမင်းကြီးလေးအမေခဏထားပြီးရေထဲဆင်းကြည့်အောင်မယ်သားရဲ့ဟိုဘက်ရေနဲ့သလားတိမ်သလားဆင်းကြည့်ရေကရင်စိုးလောက်ထိရက်ကန်နဲ့ပြန်လာလူလေးမြင်ရလားရေဒီအမေရင်စိုးထိတယ်သားရဲ့ရင်စိုးထိတဲ့ရေတွေကိုအမေပဲလေးနဲ့လည်းငါသားတို့နှစ်ယောက်တခါတည်းမပို့နိုင်ဘူးဒါကြောင့်ငါသားဒီအထုပ်ကလေးယူထားနော်မင်းကြီးလေးအမေဟိုဘက်ကန်သွားပြီးတော့ပို့မယ်သားရဲ့ဟုတ်ကဲ့မေနဲ့ပြန်ခဲ့နော်ရေတွေကအော်နေတဲ့မေကျုပ်ကြောက်တယ်ဗျာရေတွေကတဝဝနဲ့မေအော်နေတဲ့မေကျုပ်ကြောက်တယ်မြန်ပြန်ခဲ့ခဏလေးပါသားရဲ့မေသွားမယ်နော်ကလေးလေးပွေပြီးတော့တခါတည်းရင်စို့လောက်ထိတဲ့ရေကိုလွတ်အောင်လေဘင်းသားထိအောင်ကပ်မပြီးတော့ရက်ကန်နဲ့သွားဟိုဘက်ကန်းစာရောက်တော့အဝတ်ကလေးနဲ့ထွေးပြီးကလေးလေးခြုံစသိပ်ပြီးတော့သားကြီးလေးကိုခေါ်မလို့ပြန်အလားရေလေကောင်လေးရောက်ပါလေရောတစ်ပင်မော်နားနေတဲ့သိန်းစွန်ကြီးတကောင်ကသားငယ်လေးသားတစ်ထင်မှတ်ပြီးတအားချီတုပ်ပါရောရဟောသိန်းစွန်ကြီးမလေးကိုကျိုးနေပါဘောလားတာရဲ့လူအလေးအမေစီခုံချလေးရဆက်သွေးဆက်တန်းချနိုင်လိမ့်မတို့အမလေးရဆက်သွေးဆက်တန်းဒုက္ခဖြစ်တဲ့မိမကိုနေမသနာလို့ပတ်သားလေးရခုလို့ချီတာလားဟဲ့သိစွန်ကြီးဟမလေးငါသားလေးချပါတော့လားလို့လက်မြောက်ချီမြုံနဲ့လက်ခုတ်လက်ဝါတီးပြီးတော့ခြောက်လိုက်တာလေဟောကန်းစားထားခဲ့တဲ့သားကြီးလေးကသူ့လက်ရခေါ်တာမှတ်သိစွန်6တာလက်ရခေါ်တာမှတ်ပြီးတော့ဟုတ်ကဲ့မေကျုပ်လာခဲ့မေဗျာနဲ့ဩအထုပ်ကလေးကောင်းမွန်ရွက်ပြီးဆင်းရောပြို့ဟဲ့လူကလေးမဆင်းတဲ့သားရဲ့အမလေးအမေရင်စိုးထိတဲ့ရင်မင်းပဲလို့လုပ်ပြီးတော့မိပါမတော့သားရဲ့မင်းကိုအမေခေါ်တာမဟုတ်ဘူးသိစွန်ကို6တာသားအမလေးမဆင်းနဲ့မလားနဲ့လူကလေးရဲ့လို့ပြောမရတော့ရေကိုရင်နဲ့ဖိပြီးတအားကူလိုက်တာဟောသားအကြည်မြုပ်ပြီးအထုပ်သာတွေ့လိုက်ရပါဗျာခွေရိုင်းလို့ရေထဲကမနေတဲ့ဟိုဘက်ကန်းစာရောက်တော့ကိုရာသားရဲ့ပြုတ်ပေါင်းကြီးတော်သားတွေမှာအပါခေါ်သလားမောင်ကြီးရဲ့ဟိုလေကြည်စားဟာအိုးကိုတယောက်တည်းသေးရွာကိုမသွားပဲနဲ့တော်သားတွေတော်ချစ်လို့ခေါ်သလားဟောဒီဒုက္ခကောင်ပါကြီးပါအပါခေါ်ပြုတ်ပေါင်းကြီးကျုပ်လည်းမနေရခဲ့ပါစေနဲ့ဟိုလေကျုပ်ဒုက္ခဖြစ်ပါဝလားမောင်ကြီးရဲ့ဒီမလေးအမေရဲ့ချောင်းခွဲပြီးတော့သေရကြီးရဲ့အလေးနဲ့ကန်းစားမှာတရားနာပိဋကငိုးနေတုံပြုံးမနဲ့ဟောအဖိုးကြီးတယောက်ရောက်လာဟေးဟဲ့ခလေးမဟောခေါ်လို့မရပြုတ်လို့မရပါလားခုနေကငိုးသန်းလိုကြသေးကြည်စားခုတော့ငိုးသန်းကြရမှအတန်တိတ်သွားပါလားဟဲ့ခလေးမမျက်လုံးလေးဖွင့်ကြည့်တော့ဟဲ့ခလေးမကြည်စားနေဟောကျုပ်ကိုသိသလားတော့ငါစဉ်းစားနေတာဟဲ့နင်ဗရာမဟုတ်လားဟုတ်ပါပြီတော့အဖေကျုံမိဗရာပါဖေရဲ့ဟ
နင်းကြည့်ရခန္ဓာကိုယ်မတောင့်မပြတ်နဲ့နင်းပဲလို့ဖြစ်လာတယ်လေသမီးဖေရင်မဟုတ်ဘူးနော်သမီးရွယ်သမီးခွန်ကြတယ်ဟိုတုန်းကဘယ်ကျုပ်ဒုက္ခတွေဖြည်းဖြည်းမှပြောပါရစေတော့ဟိုသမီးရဲ့မိခင်ဖခင်မောင်ဘွားတို့အရင်တော့ငါလိုကြက်တည်းမပြတ်ပြားပဲနဲ့တိုက်ကြီးပေါ်မှာပျော်ပျော်ကြီးရှိကြပါရဲ့လားခလေးမနင်းဒုက္ခဖြစ်လာတာနင်းကိစ္စတွေငါအခုမိဘများအကြောင်းပြန်ပြောင်းပြီးတော့ပြောလိုက်မယ်ဆိုရင်ရေနစ်ရောင်ဝါကူတူဖြစ်တော့မှာပေါ့ဟိုဒါနဆိုတဲ့ကောင်ကြီးရောကိုရသလားဖေရဲ့ဟိုပဲကန်းစားတော်ကြီးတဲ့မမွေးကြိုက်လို့သေးခဲ့ပြီဖေရဲ့ဒုက္ခပါပဲလားဟဲ့ပြောပါကျုပ်သိချင်းလို့ပြောပါဖေရဲ့မိဘနှစ်ပါးနဲ့မောင်ဘွားရဲ့အကြောင်းကဲငါသမီးတတိထားပြီးတော့နားထောင်နော်ဟုတ်ကဲ့တတိထားပြီးတော့နားထောင်ပါမယ်ဖေရဲ့မနေ့ညကမိုးကြီးလေကြီးသီးထန်စွာရွာတယ်သမီးရဲ့အဲ့ဒီမိုးကြီးလေကြီးကြောင့်တွေ့ကြရတဲ့ဒုက္ခကျုပ်ဖြည်းဖြည်းမှပြောပါရစေတော့မိဘနှစ်ပါးရဲ့အကြောင်းကိုပြောပါဖေရဲ့လို့ဆိုတော့စနေတော်ရခန့်ကငါးခုကလုံးဖမ်းသလိုလင်းကြီးချမ်းကြီးကထားအလားသာဝတ်ထီမြို့သို့မိုးလုံးကြီးကလည်းအဆိုင်လေလုံးကြီးနဲ့တိုက်လာရောသမီးရဲ့လေလုံးကြီးတိုက်လာတော့သာဝတ်ထီတစ်မျိုးလုံးသိမ့်တုံးလို့ဝါထယံကားတဲ့အိမ်ချူချာတို့မှာတော့သားငယ်ကိုဆင်းနဲ့နင်းထားသလိုအကုန်လုံးပြပြဝတ်ကြည်မွကုန်တဲ့သမီးရဲ့ငါသမီးတို့ဖခင်တထေကြီးများမှာတော့တိုက်ကြီးတာကြီးနဲ့ပျော်ပျော်ကြီးနေတာမို့ကြေးရာပျောက်ထားလွင်ပြတ်ထားမှဖြစ်မရှိပါပဲဘူးသို့တော်လဲကဘာလေးမင်းမြေမို့ကိုခွင်တယ်လို့အဖေငိုးနေတယ်တိုက်ကြီးပေါ်နေလို့ကြေးရာပျောက်ထားမရှိဘူးဆိုဖေရဲ့ဆက်ပြီးပြောရတော့မှာပေါ့သမီးရဲ့နားထောင်သမီးရဲ့ကဘာလေးမင်းမြေမို့ခွင်တယ်လို့တိုက်ကြီးချီရင်ကဆွဲပြီးတော့လှဲသွားတာနဲ့ငါသမီးရဲ့အဖေရဲ့ငါသမီးရဲ့အမေရဲ့ငါသမီးရဲ့မောင်ဝါရဲ့သုံးယောက်တွေ့ညက်ညက်ချေသမီးရဲ့တိုက်ပြီးတော့သေကုန်ကြပြီဟဲ့သေကုန်ကြပြီအားလည်းဖေတို့မရှိတော့ဘူးသေကုန်ကြပြီလားဖေရဲ့သမီးလေးပြောရင်ဆိုရင်လစ်သွားပြီတတိလစ်သွားပြီတတိလစ်သွားတော့ဟာဖယားငါပြောမိတာဒုက္ခများကုန်ပြီနဲ့တူရဲ့ဟဲ့ကလေးမဗရာသမီးနဲ့မွေးစီလေးလှုပ်ခေါ်လိုက်မျက်လုံးလေးပွင့်လာတော့ပြုံးဗရာပြုံးလာပြီပြိဿသမီးဘာသမီးတို့ကိုဒါသာသမီးဖေနော်ဖေသမီးရဲ့ဘာဖေတို့လူကမွေကိုက်သေးဘယ်ငါမွေကိုက်မှာတော့သမီးဘာတွေလျှောက်ပြောနေတာတို့ဟောအဖေတိခမ်းပါဖေတိခမ်းပါကျုပ်ပါလေပြောမိတော့ဖေရဲ့ကျုပ်မိဘမောင်ဘွားတိုက်ပြီလို့သေုံနေမှာကအားပါလေကိုရသာဟိုပဲကန်းစားမွေကိုက်လို့သေခဲ့ပြီဖေရဲ့ကိုရသာနဲ့သားနှစ်ယောက်ရတယ်ဖေရဲ့ဒါတော့သေတာထားဖို့ကလေးနှစ်ယောက်ပဲပြစ်ထားခဲ့တော့ဟဲ့ကလေးမပြစ်မထားခဲ့ပါဘူးဖေရဲ့သူ့အကြောင်းနဲ့သူနေရခဲ့ကြပြီဖေရဲ့မိဘရာကုသိုလ်ကံဆိုလို့ဟောဒီကံစားကိုကူးပြီးတော့သားငယ်လေးကိုခြုံစားသိသားကြီးလေးကိုပြန်အခေါ်သိစွန်ကသားငယ်ကိုသုတ်လို့လက်ရပြီး၆တော့သားကြီးလေးကသူ့ခေါ်တဲ့မှတ်ပြီးတော့ရေတဲ့ဆင်းအဖေလိုက်ပြီးတော့ဆဲတော့လေအထုပ်သားတွေ့လိုက်ရတဲ့ဖေရဲ့အားလည်းမိဘရာဒုက္ခတွေကြီးလာကြီးရဲ့ဟဲ့တပီသတိထားငါသမီးတဏှာကြီးရဲ့တားကြောင့်နဲ့ငါမပြောစင်ပါဘူးလို့ပြောရဲ့သားနဲ့တတိထားသမီး
တရိထားဆိုဝီဒီမရပါဘူးနောက်တစ်ခါကြီးတစ်လှဲ့နဲ့ပြုံးလာပြန်ပြီဟင်ကိုရသားဟဲ့သမီးဖေနော်ဘာဖေတို့တော့အသက်ကြီးနှုတ်ခမ်းမွေးတွေပေါက်လို့ပြုတ်ထုတ်တာဆွဲနှုတ်ဟာကလေးမနားလိုက်တာသမီးရဲ့သမီးတရိထားဟင်ဖေဒီခမ်းမဖေဒီခမ်းမဖေကျုပ်နောက်တစ်ခါကြည့်တဲ့လေအဖေမသေးကြဒီဒုက္ခတွေကျုပ်အေးမဲ့မဟုတ်ပါဘူးဖေရဲ့ဟတော့အမွေးတွေကျုပ်လက်ထဲတဆုပ်ပါစီသမီးရဲ့ကဲသမီးတရိထားနော်ဟဲ့ဒီမှာတာဝတိမျိုးမှာရွှေကြီးမျိုးကြီးတထေးကြီးရဲ့သမီးမို့လို့ငါသမီးလည်းဘယ်သူမှပြစ်ထားမယ်မဟုတ်ဘူးငါသမီးတရိထားလို့ပြောရင်ဆိုရင်လည်းအဖိုးကြီးရင်ဝင်တဲ့ကနေပြီးတရားနာပြီးတာဖြတ်ချိုမတ်တရဖိုးကြီးမျက်လုံးပြူသွားမျက်လုံးပြူရောပေါ့အခုခမည်းတော်ဝင်နေတာဂွန်းထမိန်ဟိုတုန်းကဗျံထမိန်ဆိုတော့ထမိန်ကြီးဖြန့်ပြီးနှစ်ဆကောင်းပေါ်ဝဲလို့လေတကွန်လွှတ်တဲ့အတိုင်းဟဲစွန်ကြီးဟဲ့ဖိုးကြီးပြူသွားတယ်မျက်လုံးသမီးကြည့်မကောင်းဘူးဒီလိုမလုံးနဲ့သမီးဒီလိုမလုံးနဲ့မရဘူးတရားနာပရိသတ်ကြီးခုံပေါက်ပြီးတော့တွတ်ချာအောင်ယူလို့မောဘမလေးဝဲလို့ရေတွေကလက်ထခုံတော့တတိကလေးရတဲ့ခါတိုင်းသားလျောက်လည်းသေးခဲ့ပြီလင်းလည်းသေးခဲ့ပြီဖေမောင်ဝါလည်းသေးခဲ့ပြီကျုပ်တနေတဲ့6လုံးပြည့်လိုက်ရတဲ့မိမကြီးမို့လင်းလည်းမရှိအဖေလည်းအမေမရှိလို့ကျုပ်ကိုတနာတဲ့ကြွေးစားဝေးကြပါတော့ပေးကြပါတော့လို့ဒီလိုငိုရင်ရိုးရင်နဲ့ကျွတ်ချိန်တန်လို့ထင်တရားနာပြိဿဟောမြတ်စွာဘုရားတရားဝဲကြီးနာရောက်သွားပြီပြုတရားဝဲကြီးနာရောက်တော့ပဓာတတိလေးလည်းရလာပဓာနဲ့ကျွတ်ခွင့်ကြုံမိနဲ့တူရဲ့သုံးလောကထွတ်ထားတပ်ပြညုမြတ်စွာဘုရားတရားဝဲကြီးနဲ့တူရဲ့ငါတရားနာမှာပဲနဲ့ပိဋကအစွန်ရောက်သွားတော့ပိဋကဟဲ့အယူမသွားမလာနဲ့ငေါ့ထုတ်တော့မဟုတ်ပါဘူးတော့ကျုပ်မငေါ့ကြပါနဲ့ကျုပ်မရိုက်ကြပါနဲ့မမှန်ကြပါနဲ့ကျုပ်တရားနာခြင်းလို့တော့ထိုင်တရားနာဒီနာထိုင်နာမဟုတ်ဘူးကျုပ်ဘုရားဖူးခြင်းလို့တော့ဘုရားဖူးခြင်းကဲထိုင်ဒီနာထိုင်ဖူးမဟုတ်ဘူးတော့ကျုပ်ဘုရားနာသွားဖူးခြင်းလို့ဒီဟာကြီးတော့လို့ရမလားလို့ဘာမှပါပဲဒုက္ခပါပဲကွာဟဲ့ကောင်ဆွဲထုတ်စမ်းဆိုငေါ့ထုတ်တော့မြတ်စွာဘုရားတပည့်တော်မှာဘုရားကိုယ်တော်မြတ်ကြီးရှိအပသို့ကပ်ပြီးမဖူးရဘူးတရားမနာရဘူးတဲ့ဘုရားတပည့်တော်မောင်လည်းမရှိအဖေလည်းမရှိအမေလည်းမရှိလင်လည်းမရှိလို့တပည့်တော်ကိုနှိပ်စက်ကုန်ကြပြီဘုရားတပည့်တော်အာကိုအားထားရမြတ်စွာဘုရားတဆူသာရှိပါတော့သည်ဘုရားလို့ရှောက်လိုက်တော့ဟဲ့ခြေသားခြေသမီးတို့မနှင်းညာနဲ့အသားလေးဝင်မစေလာပါစေဟဲ့လို့ဟောဘုရားကိုယ်တော်မြတ်ခွင့်ပြုခိုင်းလိုက်တော့မှလမ်းကလေးပွင့်သွားအဲ့ထဲစွတ်တိုးဝင်ဖိုးကြီးတွေဝင်တိုက်ခေါင်းမလေးဘယ်နဲ့ငါခွာတိုက်ဖိုးကြီးတွေကိုယ်ကားရနဲ့တချို့ဖွားကြီးတို့တိုက်လှည့်ပြစ်ခဲ့တာဟာတော့အမလေးကဲရင်တော့မလေးငါသွန်းကြည့်ကြတော့မအောင်ငယ်အဖွားကြီးတွေလည်းလဲနေရဲ့ဒီလိုနဲ့တိုးခွေပြီးဝင်သွားလိုက်တာပြိဿဟောဖျားပိုင်ရောက်ဒူးလေးတုတ်ရသော်ဗျာတပည့်တော်မှာဒုက္ခကြီးကြတော်မူပါဗျာတပည့်တော်6လုံးပြည့်လျရတဲ့မိမပါဖျားလို့ဖျားလျှောက်တော့ဟဲ့ခြေသမီးသတိထားလို့အနမတက်ကသံဃာကစလို့ဒီကဲ့သို့အဖေသေးလို့အမေသေးလို့လင်းသေးလို့သားသေးလို့ရွှေရင်းမျိုးတွေသေးလို့ငိုခဲ့ရတဲ့မျက်ရည်တွေစုထားရင်မဟာသမုဒ္ဒရာ၄စင်းမကတော့ဘူးဟဲ့ဒီလိုဖိုးသေးဖွားသေးရိုးတွေတောင်းနေပုံလို့ဆိုတာလို့ခြေသမီးသတိထားဒီကဲ့သို့လင်းနေသားတွေသေးလို့ဘဝတိုင်းငိုခဲ့ရတဲ့မျက်ရည်စုထားမယ်ဆိုရင်ဖြင့်ဟဲ့ခြေသမီးမဟာသမုဒ္ဒရာ၄စင်းမြမကတော့ဘူးဘယ်နဲ့ကြောင့်သတိမေ့လျော်နေပြီတနည်းလို့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကဟော
မဟာသမုဒ္ဒေသူဇလံပရိတကံတရောဘုံအတုဇလံအနဘကံဒုက္ခေနဟာဘုထသနရတသောစတောကေဟိကရဏသောကဝတပမစ္စတိလို့အဲ့ဒီအနောက်မတက်ကဒေသနာပြလိုက်တဲ့တရားနာပြိဿဆေးချက်မိတဲ့လူနာထထိုင်နိုင်သလိုဟောတရားနာပြိဿဒိဋ္ဌိနဲ့ဝိစီကိစ္စကွာလို့ပတာစာရီသောတာပန်ဖြစ်ပြီးတဲ့နောက်ယဟန်ပြုခွင့်တောင်းယဟန်ပြုခွင့်တောင်းတော့မှဘိက္ခုနီမှာကြောင်းတော်ရောက်ဘိက္ခုနီမှာဘဝနဲ့ဆွမ်းခံကြွရကအပြန်ကြောင်းရောက်တော့ကြောက်ဖြာပေါ်မှာကျွတ်တူခြေကလေးတင်ပြီးတော့ရေဆေးတကိုးပြိဿအိုးတဲ့ကရေကလေးခတ်လိုက်အိုးတဲ့ရေမရှိတာသူသိမခတ်ခင်ကမရှိတာမဟုတ်ဘူးခတ်လို့ခွက်ထဲပါလာတဲ့ရေလေးကအိုးတဲ့မရှိဘူးခွက်ထဲပါလာဒါညံကလေးနဲ့ကြည့်ခွက်ထဲကရေလောင်းချလိုက်တော့ခြေပမိုးပေါ်ခွက်ထဲမရှိပြန်ခြေပမိုးပေါ်ကကြောက်ဖြာပေါ်စီးကြခြေပမိုးပေါ်မရှိပြန်ဘူးကြောက်ဖြာပေါ်ကြပြန်တော့မြေကြီးပေါ်မြေကြီးပေါ်ရောက်တော့လေရေအကွက်ကလေးသာထင်ပြီးပျောက်သွားတာကိုညံကလေးနဲ့အိုးတဲ့ကရေခွက်ထဲမှာပြောင်းသွားပြီခွက်ထဲကရေခြေပမိုးပေါ်မှာခြေပမိုးပေါ်ကရေကြောက်ဖြာပေါ်မှာကြောက်ဖြာပေါ်ကရေမြေကြီးပေါ်မှာမြေကြီးပေါ်ကြပြန်တော့လေတရွေ့ရွေ့နဲ့စိမ့်ပြီးတော့ပျောက်သွားတော့အကွက်ကလေးသာထင်လိုက်ရသဖြင့်အနိစ္စပါတကားလို့နောက်တစ်ခါထပ်လောင်းမြန်တော့ရှေ့တဆင်တိုးပြောင်းနောက်တစ်ခါထပ်လောင်းရှေ့တဆင်တိုးပြောင်းသွားတာမြင်လိုက်တော့အနိစ္စသတ္တဝါတွေဒီဟောဒီရေခွက်ပမာဏတရွေ့ရွေ့နဲ့ရွေ့လျောပြီးတော့သေခြင်းနဲ့အဆုံးသတ်လို့တန်တရားမှာခြားကြလေပြီးတော့ဇာတိမပြတ်သမျှဒီဒုက္ခတွေအေးနိုင်ကြပါဘူးလို့ဉာဏ်ကလေးနဲ့ရှုလို့အနိစ္စကိုသုံးသပ်နေသောခါဘုရားကိုယ်တော်မြတ်ကဟဲ့ခြေသမီးသင်ကြားနာမှနဲ့သင်ပြောတာဟုတ်တယ်သင်လောက်တာမမှားဘူးဟဲ့လို့ဩပါဒရောင်ကြီးတော်နဲ့အကူကြီးပေးပြီးတော့တရားနာပရိသတ်ရေမြတ်စွာဘုရားကခြေသမီးဒီကဲ့သို့ခန္ဓာနာယုတ်တို့ရဲ့အဖြစ်ပြက်ကိုဉာဏ်နဲ့ရှုဆင်ခြင်းသောပုဂ္ဂိုလ်သည်တရက်ပင်နေရတော့လေအသက်တရားနေရတော့သူထက်မြတ်သည်ခန္ဓာနာယုတ်တို့ရဲ့ဖြစ်ပြမှုကိုမဆင်ခြင်မဲနဲ့မိလျော့ပေါ့တန်တန်နဲ့ဖြစ်သလိုနေဖြစ်သလိုစားဖြစ်သလိုသွားပြီးတော့နေတဲ့တတ္တဝါများသည်အသက်တရားပင်နေရတော့လေတရက်နေရတော့သူလောက်မမြတ်ဘူးချစ်သမီးလို့အဲ့ဒီကဲ့သို့ဒေသနာမိန့်ကြားသဖြင့်ပတာစာရီထေရီမသည်အာသဝကုန်ခံ၍ပါလာသမျှကံကျွင်းနေအရဟတမေနဲ့တတ်လို့အာသဝကုန်ခံ၍ယဟန္တာမအကြီးအစီဖြည့်ကြည်ဖြစ်ရရှာလေတော်သရီယဟန္တာမကြီးဖြစ်ပြီးတဲ့နောက်ဟောကျွတ်တို့ဘုံမို့ထိုးတာမြတ်စွာဘုရားလက်ထက်တော်အခါကဝီနီအရာမှာတေတရက်ရတဲ့ဘိက္ခုနီမတစ်ပါးကိုအားကြပြီးတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်မသည်နောင်ပွင့်လက်တဖြစ်သောဘုရားတဆုစုရဲ့ခြေတော်ရင်မှာဘုရားတပည့်တော်သည်ဝီနီအရာမှာဖြင့်တေတရက်ရပြီးတော့နိဗ္ဗာန်ကိုဝင်ဆံရပါလို့ဤလို့သူတောင်းခဲ့တဲ့ဆုအတိုင်းမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကခြေသားတို့ခြေသမီးတို့ယဟန်မိမ့်မတွေမှာဝီနီးတတ်တဲ့နေရာမှာတော့ဟောဒီပတာစာရီထေရီမသည်ငါဖယားအောင်ငါသမီးအမြတ်ဆုံးမဲ့လို့အဲ့ဒီလိုယာဓုပေးခြင်းကိုခံရသဖြင့်သာဝတ္ထိမြို့သူဖြစ်သောပတာစာရီသည်သောတာပတ္တိဖို့ရောက်၎င်းနောက်အာသဝကုန်ခန်းလို့ယဟန္တာဖြစ်၍ဝီနီးအရာမှာဧတရက်ရသောယ
ပတာစာရီထေရီမာကြီးကိုအကြောင်းပြု၍ဟောသည်တကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးရလေးညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအလုံးကုန်ရလေးညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေအဲအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေလည်းရဲ့ရှင်းရင်နေဖုံမုံစိတ်တွေပြစ်ပြသည်သောမိမိတို့အငြာဌာနသို့နိဝတ္တတုသီခံရတာပြန်ကြပေတော့နိဝတ္တတုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစေရောခြေတရာဆွေကလျှောင်းမိကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း